1936 ခုနှစ်ဆောက်အမေရိကရဲ့တောနယ်ထံမှာတော့ US ရဲ့လိုဝက်မစ်ရှင်ထမ်းဆောင်နေရတဲ့ဂျုံဦးဆောင်ခဲ့တဲ့အဖွဲ့ကိုမြင်တွေ့ရပါတယ်။သူတို့ရဲ့မစ်ရှင်ကတော့တောနယ်ထက်အဲ့ပျောက်ဆုံးနေတဲ့ရတနာကိုရယူနေဖြစ်ပါတယ်။ဂျုံကလည်းလမ်းပြတွေခေါ်လာပုံရတယ်ဗျ။တောနယ်ထက်ကလူရိုင်းနေနဲ့နင်းနေပြီဆိုတာကိုလည်းညှားကိုတွေ့လိုက်ရတာနဲ့ပြီးလိုက်ကြပါတယ်။အဲ့လိုနဲ့ရှေ့ဆက်ကြရင်းနဲ့ရေကန်တစ်ခုတွေ့တော့နားယူမယ်လောက်ကြတာပေါ့။ဂျုံကလည်းအဲ့အချိန်မှာမြေပုံထုတ်ကြည့်နေဗျ။အနောက်ကပါလာတဲ့လမ်းပြမြေပုံမြင်တော့တနက်တန်းထုတ်ပြီးတော့စောင့်ကြည့်ရုံမြင်နေတာပေါ့။ဘယ်ရမလဲကျွန်တော်တို့ရဲ့ဒီဂျုံရဲ့ကြာဖို့နဲ့တွေ့သွားတော့သူလည်းပြေးရောပေါ့။အဲ့လိုနဲ့ဂျုံနဲ့လမ်းပြနှစ်ယောက်ပဲကြံတော့တယ်။ဒီလိုနဲ့ဂူဝါကိုရောက်တော့ဖောက်ဆဲဝင်သွားတဲ့ဂူဆိုတာတေးကြတယ်ဆိုတော့ဂျုံကတီးလိုက်ရတယ်။လမ်းပြလည်းမေးမှာအဲ့ဖောက်ဆဲဆိုတဲ့လူကဂျုံနဲ့တငယ်ချင်းမဟုတ်ဘူးပြန်ပြတ်ဆိုတော့တီးလိုက်ရ။ပြီးတော့ဒီဂူကလည်းဘယ်သူပဲဝင်ပြန်ပြီးတော့ထွက်မလာနိုင်ကြောင်းလည်းရှင်းပြတာပေါ့။ဂျုံကလည်းလုံးဝတားလို့မရတဲ့ပုံပဲဗျ။အဲ့တော့လည်းနှစ်ယောက်စလုံးမိတော့လေးကိုင်ပြီးတော့ဂူထဲကိုဝင်သွားကြတာပေါ့။လမ်းမှာပင့်ကူကြီးတွေကြောင့်လည်းအနောက်ရှက်ရမ်းဖြစ်ခဲ့ရ။ပြီးတော့ဂူထဲမှာရတနာတွေကိုကာကွယ်ဖို့ထောင်ချောက်တွေရတယ်။ထူးဆန်းလုံးပြီးတော့များပြားလွန်းလာတယ်ဗျ။အဲ့တော့ဂျုံကပဲဥဆောင်ပြီးတော့လမ်းပြကိုကယ်ရင်းနေပေါ့။အဲ့လိုနဲ့ရတနာရှိတဲ့နေရာရောက်တော့လမ်းပြကလောဘကြီးသွားတဲ့ပုံပဲဗျ။ရတနာကိုဇွတ်သွားယူမယ်အလုပ်ဂျုံကပဲတားလိုက်ပြီးတော့အောက်မှာရှိတဲ့ထောင်ချောက်တွေကိုပြပေးလိုက်တယ်ဗျ။အဲ့လိုမှပဲလမ်းပြငြိမ်သွားတော့တယ်။အဲ့လိုနဲ့ဂျုံကပဲဥဆောင်ပြီးတော့ကြောက်တွေရှောင်ရင်းနဲ့ရတနာစီကိုရောက်သွားပါတော့တယ်။ရောက်တာနဲ့ဂူကနေပြီးတော့တဲဆောင်လာတဲ့တဲတုံးနဲ့ရတနာရဲ့အလေးချိန်ကိုချိန်ပြီးတော့အစားထိုးလိုက်ပြီးတော့ရတနာကိုအောင်မြင်စွာပဲခိုးယူလိုက်ပါပထမအစမှာတော့အဆင်ပြေတယ်ဗျ။ဒါပေမဲ့တဲအိတ်ကအောက်ကိုတပြေးပြေးနဲ့ကျသွားပြီးတော့ဂူထဲကနေပြီးတော့ထောင်ချောက်တွေစပြီးထွက်လာတယ်။ကြောက်တုံးတွေပါပြုတ်ကြတော့လေဂျုံတို့လည်းပြေးကြတာပေါ့။အဲ့လိုနဲ့တစ်ဖက်ကကူးလာတဲ့ကြောက်ကိုလမ်းပြကဂျုံရဲ့ကြာဖို့နဲ့အကူကြီးယူပြီးတော့ဟိုဘက်ကိုကူးလိုက်နိုင်တယ်ဗျ။လမ်းပြရုပ်တာခံလိုက်ရတာပေါ့ဗျ။အဲ့တော့ဂျုံကလည်းမတက်နိုင်တဲ့ဆိုခုံပြီးကြော်ပါလေရော။တော်သေးတယ်ဗျ။နားမှာရှိတဲ့နွယ်ပင်ရဲ့အကူကြီးကိုယူပြီးပြန်တက်လာနိုင်။အဲ့လိုနဲ့ဝမ်းသာစရာတစ်ခုကတော့လမ်းပြကခုနထွက်ပြေးနေတဲ့ထောင်ချောက်တွေတေးပြီးအဲ့တော့ကျေးဇူးတင်ပါတယ်ညီလေးပေါ့။ထောင်ချောက်တွေကလည်းပိုပြီးပြင်းထန်လာပြီးတော့ကြောက်တုံးကြီးတစ်လုံးကလည်းနောက်ကနေလိမ့်လာတော့ဂျုံကလည်းအလွတ်ပြေးရတာပေါ့ဗျ။တော်သေးရဲ့အပြင်ကိုရောက်သွားတယ်။ရောက်တဲ့ချိန်မှာတော့မအေးပြန်ဘူးဗျ။ဘာလို့လဲဆိုတော့လူရိုင်းတွေကဝိုင်းထားပြီးဗျ။အတီလုံးမဲ့ရုပ်တွေနေဗျ။တစ်ဆက်တည်းသူ့ရဲ့ရံဘက်ဘဲလော့ပါလာပြီးတော့ဂျုံရှာတန်းမဲ့ပစ္စည်းတွေအားလုံးကသူမရသေးတာမရှိကောင်းနဲ့ဂျုံကိုလည်းစောက်ချိုးမပြေတာတွေနဲ့ခနဲ့နေတယ်။ဂျုံခိုးလာတဲ့ပစ္စည်းမှန်တွေမျိုးဒီကောင်ပဲဂျားပြက်ယူနေပုံရတယ်ဗျ။ဂျုံဘက်ကလည်းဒီလူရိုင်းတွေရဲ့ဘာသာစကားတော့နားလည်ပုံမပေါက်ဘူးဗျ။ဘဲလော့ကတော့ပြေဝနားလည်ပုံပေါက်တယ်ဗျ။အဲ့ဒီတော့လေလူရိုင်းတွေကဘဲလော့ဘက်ပေါ့။အဲ့လိုနဲ့ခုနကဂျုံခိုးလာတဲ့ရတနာကိုဘဲလော့ကမြောက်လိုက်ပြီးတော့ဩဝါဒတွေချွေးရောအကောင်ကလည်းဥညွတ်တာပေါ့။အဲ့ချိန်ခွင်ရုပ်ဂျုံကလည်းအရယူပြီးတော့ပြေးတယ်။နောက်ကလည်းလူရိုင်းတွေကလိုက်ဂျုံကလည်းရှယ်ပြေးပြီးမှတော်သေးရဲ့ဗျ။ဂျုံကဖော်ပါသေး။မြစ်စိတ်မှာလေရင်ကိုထိုးထားပြီးတော့ငားများနေတဲ့ဂျော့ချ်။ငားရခဲ့ပြီးမှပဲဂျုံကလေရင်ကိုဆက်နှုတ်ထားလိုက်တော့ဂျော့ချ်ရေဆိုတော့သူလည်းအပြေးလွှားပေါ့။ဂျုံကလည်းလူရိုင်းတွေစီကနေလွတ်အောင်ဆိုပြီးတော့ရေထဲကိုနွယ်ပင်စီးပြီးတော့ခုံချပါလေရော။ပြီးတော့လေရင်မော်တက်ပေါ့။အဲ့လိုနဲ့ဂျုံကလည်းရတနာကိုဆုံးရှုံးလိုက်ရပြီမဲ့အသက်တော့မသေးတော့ဘူးဗျ။ဒါပေမဲ့ဂျုံတေအောင်ကြောက်ပါတယ်ဆိုတဲ့မွေဟာသူ့တငယ်ချင်းဂျော့ချ်ရဲ့ပတ်ဆိုတာတိလိုက်ရတဲ့အချိန်မှာတော့အော်ဟင်းနဲ့ပဲသူ့ရဲ့အသက်ဘေးကိုလွတ်မြောက်သွားပါတော့တယ်။နောက်ဆင်းတစ်ခုမှာတော့ဂျုံတယောက်စာတင်နေပြီမဲ့စာမရလည်းစားရရင်ဖြစ်တယ်ဆိုတဲ့မျက်နှာနဲ့အကောင်မလေးတွေကိုရှင်းပြနေရင်းနဲ့အရေးကြီးပြောစရာရှိလို့ဆိုတဲ့ markets ကိုမြင်ရပြီးတော့တန်းစင်းလာနဲ့ဂျုံကသူငွေနည်းနည်းပဲလိုတော့တဲ့အကြောင်းနဲ့မဆုံးရှုံးလိုက်ရတဲ့ရတနာတွေကိုဘယ်မှာပြန်ရှားမလဲဆိုတာလည်းသူသိတဲ့အကြောင်း။နောက်ပြီးအဲ့ဒီလူခံလိုက်ရတဲ့ရတနာလည်းဘလောက်လှကြောင်းပြောပြသူခိုးခံလိုက်ရတော့မကြင်မနဲ့ဖြစ်နေပါတော့တယ်။စကလည်းဂျုံခဏနေတော့အမင်းနဲ့တွေ့ပြရလူတွေရှိတယ်။သူတို့က government ကထောက်လန်းရေးတွေပြန်လာမှငါထတောင်မှကြိုပြီးတည်နေကြတယ်။အဲ့လိုဆိုတော့လေဂျုံကတွေ့ရပြီပေါ့ဗျာ။ပြဿနာတွေများပါလိမ့်များရှိလို့လားပေါ့။အဲ့လိုပါတွေးမိသေးတယ်။ဒီလိုနဲ့မင်းเจ้าတွေအကုန်ငါတို့ကြားထားပြီးရှေးဟောင်းသူတေသနာပညာရှင်ဓမ္မယပညာမှာပါရကူရှားပါရှေးဟောင်းပစ္စည်းတွေကိုလည်းစုတတ်တယ်။အဲ့လိုမင်းเจ้าတွေကြားထားတယ်ဆိုပြီးတော့ဂျုံကိုကြီးကျူးနေတဲ့အရာစီမြောက်တွေ့ရပါတယ်။တစ်ဆက်တည်းပါမခတ်ရေဗင်ဟုစီမှာလည်းပညာသင်ကြားခဲ့တယ်ဆိုတော့သိရှိကြတယ်။ခုရောသူနဲ့ဆက်သွယ်ရှိသေးလား။သူကဘယ်မှာနေတာလဲ။ခုဘယ်နိုင်ငံကိုရောက်သွားပြီလဲ။အဲ့တော့ဒါစိတ်ဝင်စားနေတာကိုလည်းသိလိုက်ကြတယ်။ဂျုံကလည်းချက်ချင်းပဲစကားမပြောပြတာကြာပြီဖြစ်ပြီးတော့ကောလာဟာလာအနေနဲ့အေရှန်ဘက်ကနိုင်ငံတနိုင်ငံမှာနေနေတာကိုပဲသိတာ။ကိစ္စတစ်ခုကြောင့်ပြဿနာကြီးတဲ့တက်ကြရင်စကားများကြလား။အဲ့တော့လေသူနဲ့ဆက်သွယ်မလုပ်ဖြစ်တာကြာပြီဆိုတာကိုလည်းဂျုံဘက်ကပြန်ပြောလိုက်ပါတယ်။အဲ့လိုနဲ့ရရှိနေရကလည်းဂျုံခုမင်းကိုလာတွေ့တဲ့ကိစ္စလုံးဝလှုပ်ဝက်ထားမယ်ဆိုတော့မသိပါဘူး။ခိုင်ရူကနေပြီးတော့ဘာလင်ကိုဆက်တဲ့ဖုန်းတစ်ခုလေသူတို့ကခိုးပြီးနားထောင်ခဲ့ပြီးတော့အဲ့ဒီအရာကလွန်ခဲ့တဲ့2 နှစ်လောက်ကလေးကနာဇီတွေကရှေးဟောင်းသူတေသနာရှာဖွေတဲ့အဖွဲ့ကိုဖွဲ့စည်းထားပြီးဖြစ်ပြီးတော့ဖြစ်တလာကလည်းဂမ်ဘီယာဆန်တဲ့ကိစ္စတွေအရန်စိတ်ဝင်စားနေတယ်တင်ကြားထားဒီဟောင်းပြည်သူကအဖွဲ့ဝင်တွေကိုဖွဲ့ထားပြီးဖြစ်ပြီးခုတော့မှကိုင်ရိုမြို့ပြန်ကန်နာရမှာလှုပ်ဝက်တူးဖော်တာတွေသူတေသနာတွေစနေပြီဆိုတာကိုလည်းသိရှိလိုက်ရတယ်။နောက်ပြီးအဲ့ဒီခိုးနားထောင်တော့ရခဲ့တဲ့အချက်လက်တချို့လည်းသူတို့ဘက်ကနေပြီးတော့မဖော်နိုင်ဘူး။သိလာရတဲ့စာစုလေးတစ်ခုရဲ့အဓိပ္ပာယ်ကိုဖော်နိုင်ဘူးဖြစ်နေကြတယ်။လုံးစုံသိမှာပဲလို့ပြောကြတယ်။ Tennis မျိုးကိုတူးတက်အောင်လို့တောင်ဝေးလိုအပ်တယ်ဆိုတဲ့စာစုကိုတွေ့လိုက်ရတယ်။အနောက်မှာလည်းပျောက်ဆုံးနေတဲ့ professor ရဲ့နာမည် Admiral Raven US ဆိုပြီးတော့လည်းသိရှိလိုက်ရတယ်။အဲ့ဒီစာဖိုက်ကိုကြားကြားချင်းနဲ့နာဇီတွေက Tennis ကိုတွေ့ရှိသွားပြီဆိုတော့ဂျုံကသိလိုက်ရတယ်။ဘာမှသိပြီးနားလည်ဖို့မပေါက်တဲ့အရာရှိနှစ်ယောက်ကိုဂျုံကလည်းအဲ့ Tennis ဆိုတာပျောက်ဆုံးနေတဲ့ဓမ္မချမ်းတက်တာရှိတယ်မျိုးပြီးတော့အဲ့မျိုးကလည်းခုထိပျောက်ဆုံးနေတော့နောက်ပြီးအဲ့ဒီကျမ်းစာဆိုတဲ့အရာကလည်းဂျူးလူမျိုးတွေရဲ့ကျမ်းစာဖြစ်ပြီးတော့ Hebrew တွေတည်လာတဲ့ပြည့်ညတ်တော်10ပါးကျမ်းစာအတွင်းမှာပါတဲ့ပြည့်ညတ်တော်10ပါးပြီးတော့အဲ့ကျမ်းစာတွေကလည်းကြောက်တုံးမှာပါ train ပြီးထုတ်လာတဲ့ original ကျမ်းစာတွေဖြစ်ပြီး Moses က Horeb တောင်ပေါ်ကနေပြီးတော့ယူသွားတဲ့အချိန်မှာကြွေးသွားတဲ့အပိုင်းစာဂျုံကတစ်ဆက်တည်းရှင်းပြနေနေတယ်အရာကြီးနှစ်ယောက်ကိုဒါတွေကဒန်နာဟီလာကိစ္စတွေဆိုတော့ခင်ဗျားတို့ရုံတာဘာလို့လဲဆိုဒီသမိုင်းကြောင်းတွေကိစ္စတွေအားလုံးကကျမ်းစာတွေကပါပြီးသားကိစ္စတွေပဲဆိုတော့ church ကိုတိတ်သွားပြစ်လောက်တယ်အရာရှိနှစ်ယောက်ကတော့နားလည်ပုံမပေါက်အဲ့လိုနဲ့ကျမ်းစာဘက်ကိုပြန်ဆက်ရရင်အဲ့ကျိုးပဲ့သွားတဲ့အပိုင်းစာတွေကို
ဟီဘရူတွေကတစ်တာတွေကိုထည့်ပြီးတော့ခန်းထဲမှာနေထိုင်ခဲ့ကြပြီးတော့ဂျေရုဆလင်ဖြစ်လာမယ်ဆော်လမန်ဘုရားကျောင်းမှာထားခဲ့ကြတယ်အဲ့ဒီကျောင်းမှာပဲနှစ်ပေါင်းများစွာရှိနေပြီးတော့ထူးထူးဆန်းဆန်းပြောက်သွားတယ်ဘယ်ရောက်သွားလဲဆိုတာမသိလိုက်ကြဘူးပေါ့ဒါပေမဲ့တမိုင်းကျောင်းကိုသိနေပြီဖြစ်တဲ့ဂျုံတို့အတွက်ကတော့အီဂျစ်ပြည် ship check က BC 980လောက်မှာဂျေရုဆလင်ကိုသိမ်းပိုက်တယ်ပြီးတော့ tennis ကိုသူပြန်လာမှသူအဲ့တစ်တောင်ယူသွားပေါ့ဘာလို့လဲဆိုတော့ tennis ကိုသူရောက်ချင်းနဲ့တစ်နှစ်ကြာတဲ့ချိန်မှာတဲမုံနိုင်နေအဆက်မပြတ်တိုက်ပြီးတော့အဲ့တဲမုံနိုင်ကလည်းတစ်နှစ်လောက်ကိုအချိန်ကြာမြင့်အဲ့တော့ tennis မျိုးကြီးကလည်းလုံးဝမခံနိုင်တော့ဘဲနဲ့တဲမုံနိုင်ချာမှာတောက်ွယ်ခန္ဓာရဖြစ်သွားတယ်ဘုရားသခင်ရဲ့မြတ်တော်ရှာသမောဗျာပြီးတော့တစ်တောင်ကိုလည်း tennis ရဲ့ဝိညာဉ်များတွင်လို့ခေါ်တဲ့လို့ဝက်ခန်းထဲမှာဖွက်ထားတယ်ဆိုတာလည်းသိလိုက်ရတယ်အဲ့တော့ယာရှိနှစ်ယောက်ကလည်း tennis ကြောင်းဂျုံကအများကြီးသိနေတယ်ဆိုတော့ဝမ်းသာသွားပုံနဲ့ဂျုံကတော့ Ravenwood ကမှတကယ်ပညာရှင်ပါတယ်မရှိသူက tennis ကိုယူသွတ်နေပြီအက်တနာကသူ့ရဲ့အမွေနှစ်တွေကစူဆောင်းခဲ့ပြီးတော့ဆွဲလန်းနေကြောင်းလည်းပြောခဲ့တယ်ဒါပေမဲ့အဲ့အက်တနာကသူလုံးဝရှာမတွေ့ခဲ့တစ်ဖက်ကယာရှိတွေကလည်း Ravenwood ကိုလုံးဝတန်တရားရှိနေပြီးတော့နာဇီတွေရဲ့လို့ဝက်သတင်းပေးလို့လည်းချင်းနေပေါ့ဂျုံတို့ကလည်းအဖြေပေးပုံကမဟုတ်ဘူးနာဇီတွေကတောင်ဝေးရဲ့အကြောင်းသိတဲ့လူတွေလိုအပ်နေတာပြီးတော့အဲ့ Ravenwood ကပဲတောင်ဝေးနဲ့ပတ်သက်တဲ့အကြောင်းတွေသိမယ်လို့နာဇီတွေကယုံကြည်ထားလို့ Ravenwood ကိုဖမ်းထားတာဖြစ်နိုင်ကြောင်းနဲ့သူ့ရဲ့ဆရာအက်တနာလည်းလုံးဝနာဇီမဟုတ်တာကြောင့်ဒါမျိုးမလုပ်နိုင်ဂျုံကပြောပါတော့တယ်ဒါပေမဲ့အဲ့တောင်ဝေးဆိုတဲ့အရာကိုတော့ယာရှိတွေကနားလည်ပုံမပေါက်ဘူးကြအဲ့တော့ဂျုံကပဲချက်ချင်းပဲ black book ပုံမှာပုံဆွဲပြပြီးတော့တောင်ဝေးရဲ့အထိပ်ကအဓိကအဲ့ဒီတောင်ဝေးရဲ့ထိပ်မှာ crystal တစ်ခုရှိနေပြီးတော့အဲ့ crystal ပတ်လည်းကိုလည်းနေပုံစံကိုအသေးစိတ်ထွင်းထားတဲ့ဒစိမ့်မျိုးဟာလေးတွေပါမယ်ပေါ့ဗျာပြီးတော့အဲ့တောင်ဝေးကိုယူပြီးတော့ tennis ရဲ့လှုပ်ဝက်ထားတဲ့ထူးဆန်းသောအခန်းထဲကိုတွားပြီးတော့တတ်မှတ်တဲ့နေရာမှာထောင်အောင်အဲ့ဒီထူးဆန်းတဲ့အခန်းကလည်း tennis မျိုးရဲ့မြို့ငယ်လေးပုံစံဖန်ဆင်းထားတဲ့အခန်းလေးဖြစ်ပြီးရင်အဲ့ဒီတောင်ဝေးကိုထောင်ပြီးတာနဲ့နေရနေလင်းထွက်အဲ့ဒီအလင်းကနေတောင်ဝေးကိုဖောက်ပြီးတော့နေရာတစ်ခုကိုထိုးပြလိုက်အဲ့ဒီထိုးပြတဲ့နေရာဝိညာဉ်များရှိတယ်ဆိုတဲ့ရည်ရင်းနေရာကျောင်းကလည်းအဲ့လိုထင်ထင်ရှားရှားရှင်းပြပါတော့လေညရောက်တော့ Marcus ကလည်းကျောင်းတွေသတင်းကောင်းယူလာပြီးတော့ကျောင်းကလည်းနေကင်းကပြောတဲ့ယတနာအတွက်စတင်ထုတ်ပိုးနေပါရောဒါပေမဲ့ကလည်းနာဇီခက်အမြန်အဲ့ဒီယတနာကိုလိုချင်ပြီးတော့ကျောင်းတို့လည်းငွေအများကြီးပေးမယ်ပေါ့ဗျာအဲ့လိုမျိုးလည်းပြင်ဆင်ထားတယ်ပြီးတော့ယတနာကိုရလာတယ်ဆိုတာနဲ့လည်းပြတိုက်မှာပဲအထင်ကြီးအဖြစ်အနေနဲ့ထားမယ်ဆိုတော့ကျောင်းကပြောနေတယ်ပေါ့ဗျာတစ်ဖက်က Marcus ကတော့စိတ်ပူနေပြီးတော့ရင်တော့ကျောင်းရှာခဲ့ဘူးတဲ့ယတနာတွေကိုဒါမျိုးကမဟုတ်နှစ်ပေါင်း3000ကျော်လောက်ကိုလူတွေကရှာခဲ့တဲ့အရာဖြစ်ပြီးတော့ဘယ်သူမှလည်းမတွေ့သေးတာကြောင့်ဘာတွေလို့ဝက်ထားလဲဆိုတာလည်းသိရတော့ Marcus ကစိတ်ပူနေတာပေါ့ဗျာကျောင်းကတော့ Marcus မင်းကငါအမေနဲ့တူလာပြီးစိတ်မပူပါနဲ့ငါမှတက်တိရှိတယ်ဆိုတာဘဝထုတ်ထဲကိုတနက်ထည့်ပြီးတော့ခရီးစတင်ပါတယ်အဲ့လိုနဲ့ဂျုံက US ကနေပြီးတော့နီပေါကိုထွက်လာပြီးတော့နေရင်ပေါ်မှာပေါ့လေတစ်ဆက်တည်းဂျုံကိုစောင့်ကြည့်နေတဲ့လူတွေပါလာတာကိုလည်းသိလိုက်ရတယ်အဲ့လိုနဲ့နောက်ဆုံးတစ်ခုမှာတော့ဘားထဲမှာပတ်စံကြီးရက်ပြန်တောက်နေတဲ့ကောင်မလေးနဲ့ကိုမိုးဒီကိုတွေ့ရှိရပြီးတော့ကိုမိုးဒီကလည်းအနိုင်မီသူမှုရှုံးမြန်ပြီပေါ့ဗျာကောင်မလေးကလည်းပတ်စံကိုတိတ်ပြီးတာနဲ့သူ့ကိုဒုတိယလာရှာတဲ့ဂျုံကိုတွေ့ပြီပေါ့ကောင်မလေးကလည်းဝမ်းသာအားရပဲဂျုံလာခဲ့တဲ့အကြောင်းကိုလည်းသိကြောင်းနဲ့လွန်ခဲ့တဲ့10နှစ်တုန်းကတည်းကမုံမို့စူးစမ်းနေခဲ့ရဆိုပြီးတော့စတင်ထိုးပါတယ်ဂျုံကလည်းသူစောင့်ကြည့်ရုပ်ခဲ့ရတဲ့အတွက်အဲ့ဒီမာရီယန်ဆိုတဲ့ကောင်မလေးကိုတောင်းပန်နေရပြီးတော့အကြောင်းကတော့သူ့ရဲ့ ace ဖြစ်နေလို့ပေါ့မာရီယန်လည်းဂျုံကိုပြစ်တင်နေရင်းနဲ့တောင်ဝေးအကြောင်းလည်းမာရီယန်သိနေတော့ဂျုံကလည်းသူ့ကိုရောင်းဖို့ဒေါ်လာ3000နဲ့စညှိပါတယ်နောက်ပြီးရင်နောက်ထပ်2000လည်း US ရောက်တာနဲ့ချက်ချင်းပေးမယ်ဆိုတော့မာရီယန်လည်းမနေ့ပြန်လာခဲ့ဆိုပြီးချိန်ပါတော့တယ်ဒါပေမဲ့ဂျုံပြန်သွားတဲ့အချိန်ပဲဂျုံလိုချင်နေတဲ့အဲ့ဒီအလဲမှာ crystal ပါပြီးတော့ဘေးကနေကြေးပြားလေးတွေဝိုင်းရံထားတဲ့အရာကိုမာရီယန်စီမှာရှိနေရဆိုတာသိလိုက်ရတယ်။တစ်ဆက်တည်းနာဇီတွေကလည်းဘားတွေကိုဝင်လာကြပြီးတော့ဂျုံရှာနေတယ်ဆိုတဲ့အရာကိုသူတို့ပေးဖို့ကောင်မလေးကိုပြောပါတော့တယ်။သူတို့ကလည်းအတီးပြင်းမဲ့ရုပ်တွေနဲ့ပြ။အဲ့လိုဆိုတော့ကောင်မလေးကလည်းဖြေရတော့မှာပေါ့။ဒါပေမဲ့ချက်ချင်းပဲကောင်မလေးကိုလွတ်လိုက်ဆိုတာဂျုံကရောက်လာပြီးတော့ရုံးရင်းဆန်ခက်တွေတိုက်ခိုက်ကြကုန်ရောမာရီယန်ကလည်းတက်နိုင်တယ်လို့တောက်ရင်းနဲ့စားရင်းနဲ့ကူညီရှာတာပေါ့။နာဇီတွေကလူလဲများတယ်ဗျ။ကြောင်နဲ့ကြောင်နေတာဆိုတော့ဂျုံကလည်းလူလဲတိုက်ခိုက်ပြီးတော့နာဇီကောင်လည်းကြေးပြားလေးကိုတွေ့သွားတယ်ဗျ။တော်သေးရဲ့မီးလောင်နေတာဆိုတော့မယူလိုက်နိုင်ဘူး။အဲ့လိုနဲ့မာရီယန်လည်းဂျုံကိုပြစ်မဲ့သူကိုသူကပဲပြန်ပြစ်ပြီးကူညီပေးရင်းနဲ့ဆိုင်လေးပါမီးလောင်နေတဲ့ရောက်သွားပါပေါ့အဲ့လိုနဲ့အကျွေး9000နဲ့တူတူဂျုံနဲ့မာရီယန်လည်းရတနာရှာမဲ့ပါတနာတွေဖြစ်သွားပါလေဒီလိုနဲ့နှစ်ယောက်တော့ခီးဆက်ကြရင်းနဲ့ခါရိုမျိုးရောက်လာပြီးတော့တာယာတဲ့နေ့လေးဖြစ်နေကြတာပေါ့ဗျာမာရီယန်လည်းမြောင်လေးတဲ့ကောင်နဲ့ခင်မြင်သွားကြတယ်ဂျုံကလည်းသူ့ပေါ်တာဟောင်းဆာလက်နဲ့တွေ့နေကြပြီးတော့ဆာလက်ကလည်းအင်ချစ်ရဲ့အတော်ဆုံးတူးပေါ်ရေးသမားလို့ဆိုတော့အခုတူးပေါ်နေတဲ့နေရာမှာဂျာမန်တွေကမကုန်းလားဆိုတာအဲ့ဂျာမန်တွေကရောက်ပြီးကြတဲ့ဟာတာမန်တူးပေါ်ရေးသမားတွေကိုပဲဝေပေးခိုင်းပြီးတော့အီဂျစ်ပြည်နေဖိနှိပ်ဖို့ပြန်ပြီးရောက်လာတယ်လို့ခံစားရတယ်လို့ပြောနေပါတော့ဂျုံကလည်းမြေပုံရှိတဲ့အခန်းကိုတွေ့ပြီလားဆိုတော့လွန်ခဲ့တဲ့3ရက်လောက်ကတွေ့ရှိတာဖြစ်ပြီးတော့အဲ့ဂျာမန်ကောင်တွေမှာအုံနောက်ကတော့မပါတော့ဘူးဒါပေမဲ့အဲ့ဒီထဲမှာတိတိတနာပညာရှင်ဆိုတဲ့တယောက်ကတော့တော်တယ်ဆိုပြီးတော့ဆာလက်ကချီးကျူးနေပါတယ်သူအဲ့လိုပြောတော့ဂျုံကလည်းချက်ချင်းကို share ရည်နေပြီးတော့သူ့စီကအမြဲပြန်ခိုးနေတယ်ဘဲတော့ပဲဆိုတာသိလိုက်ရတယ်ဆာလက်ကစကားမဆက်ပဲသူတို့တွေအခုတူးပေါ်နေကြတယ်ဓမ္မကျမ်းဆိုတဲ့အရာသူကရန်စိတ်ပူနေပြီးတော့ဒဏ္ဍာရီတွေအရာအဲ့ဒါကအမှန်ဆိုရင်မနှောက်ယှက်တဲ့ကြောင်ပြောပြပါတယ်ဝိညာဉ်တွေစောင့်ရှောက်နေတယ်ဆိုတဲ့ကောလာဟာလောက်လည်းကြားထားရတော့ဒီကဘာနဲ့တော့ဆိုင်တဲ့ပစ္စည်းဆိုတာကိုပြောရင်းနဲ့စိတ်ပူနေတာနောက်ဆုံးတစ်ခုမှာတော့ခုနကောင်မလေးမာရီယန်နဲ့ပြောနေတဲ့မြောက်ကြီးဟာဂျာမနီပတ်စံပေးခိုင်းထားတဲ့ကောင်ကြီးမြောက်ဆိုတော့သိလိုက်ရပြီးတော့ဂျုံနဲ့မာရီယန်လည်းပျော်ပျော်ပါးပါးနေနေကြတာပေါ့ဗျာသူတို့နှစ်ယောက်အဲ့လိုပျော်ပါးနေတော့မှအဲ့လိုတားထားတဲ့လူတွေကဂျုံကိုစတင်တိုက်ခိုက်ကြပြီးတော့ဂျုံဘက်ကလည်းလူများတော့အပြန်အလှန်တိုက်ခိုက်နေကြတာမာရီယန်နဲ့လည်းလမ်းကွဲသွားတယ်ဗျာမာရီယန်ကလည်းတက်နိုင်တယ်လို့ပြေးလိုက်ပြန်ခုခံလိုက်အဲ့လိုနဲ့ခုနကမြောက်လေးရဲ့အကူအညီနဲ့ပဲတောင်းနဲ့ဝင်ပြီးပုံလိုက်ပါတော့တယ်ဂျုံကလည်းရန်တွေနဲ့ကြာနေနေနောက်ဆုံးတစ်ယောက်ကိုတော့လုံးဝစိတ်မရှိတော့တာနဲ့တနက်ထုတ်ပစ်ပြီးတော့မာရီယန်နောက်ကိုပြေးလိုက်ပါတော့တယ်နောက်ဆုံးမှာဂျုံကပြာခက်ပြီးတော့မာရီယန်ပုံနေတဲ့တောင်းနဲ့ချွတ်ချွတ်တူတဲ့တောင်းတွေအများကြီး
ကြားထဲမှာမာရီယိုကိုပြန်လိုက်ရှာရင်နောက်ဆုံးတွေ့လိုက်ရတယ်ဗျဒါပေမဲ့အင်အားမမျှတာကြောင့်တနက်နဲ့အပြန်နဲ့ပြစ်ခတ်ချိန်မှာတော့မာရီယွန်ပါတဲ့ကားမှောက်သွားပြီးတော့ပောက်ကွဲသွားပါလေရောဂျွန်ကလည်းအဲ့ချိန်မှာကြေကွဲလူငယ်လေးဖြစ်နေပြီးတော့မြောက်လေးနဲ့ပဲရက်တောက်နေရင်ဘဲလော့နဲ့တွေ့ပါလေရောဘဲလော့နဲ့ဂျွန်ကလည်းတယောက်နဲ့တယောက်ယုံကြည်ချက်တွေအကြောင်းကိုစီပြောကြရင်းနဲ့ဘဲလော့ကဂျွန်ကိုအပြီးတက်ပစ်ချင်နေတာဖြစ်ပြီးဓမ္မကျန်းကိုလည်းသူအရန်ဆွဲလန်းနေပြီးတော့ဖျားသခင်နဲ့စကားပြောလို့ရတယ်ဆိုတော့ယုံကြည်ထားတယ်ဗျဂျွန်ဘက်ကတော့ဘဲလော့ကိုစောက်ရမ်းယွန်နေတယ်တယောက်နဲ့တယောက်စတင်တိုက်ခိုက်တော့မယ်လို့တဲ့အချိန်မှာစာလက်ကူညီနဲ့ပဲဂျွန်ကအပြင်ပြန်ထွက်လာနိုင်ပြီးတော့မြောက်လေးကလည်းတူတူပါသွားပါတော့တယ်မြောက်လေးကဘဲလော့ဘက်ကဆိုတာကိုဂျွန်တို့ဘက်ကခုထိသတိထားမိပုံမရဘူးဗျအဲ့လိုနဲ့စာလက်ရဲ့တငယ်ချင်းဓမ္မကျန်းတက်တာအကြောင်းကိုဆရာကြီးတယောက်စီရောက်သွားကြပြီးဂျုံတို့အိတ်ခံမဲ့ဆွန်ပလွန်သီးတွေကိုစိတ်ခတ်ထားတာကိုလည်းသိရှိလိုက်ရတယ်ဗျအဲ့ချိန်ဂျုံနဲ့ဆာလက်ကလည်းဆရာကြီးကိုတစ်စိတ်ပြီးပေးရင်းနဲ့အဲ့ဒီတစ်စိတ်မှာဓမ္မကျမ်းကိုမနှောက်ယှက်ဖို့ရေးထားတာကိုလည်းသိလိုက်ရတယ်တစ်ဆက်တည်းဒင်းကားပြရဲ့နောက်တစ်ဖက်မှာလည်းတောင်ဝင်းရဲ့အမြင့်ကို92လက်မလောက်ရှိရမယ်ဖြစ်ပြီးတော့ဟီဘရူဖျားကိုဂုံပြတဲ့အနေနဲ့တစ်ကရန်ကိုပြန်လှုပ်ပြီးတော့ပူဇော်ရမယ်ဆိုတာကိုလည်းသိလိုက်ရတယ်တစ်ချိန်နဲ့ဘဲလော့တို့ကနေရာမားပြီးတူးနေတာဆိုတာကိုလည်းဂျုံကသိလိုက်ရတော့ပျော်နေကြတာပေါ့တော်သေးတယ်ဗျဆာလက်ကလည်းဂျုံဆွန်ပလွန်သီးစားမယ်အလုပ်ပါခုနကဆွန်ပလွန်သီးတွေကိုခိုးစားပြီးတင်နေတဲ့မြောက်လေးကိုတွေ့လိုက်တယ်အဲ့တော့အချိန်မီလန်းတားပြီးတော့ဂျုံကလည်းတေးပြီးကနေလွတ်သွားတာပေါ့ဗျာအဲ့လိုနဲ့နောက်ဆုံးတစ်ခုမှာဂျုံတို့ကလည်းဘဲလော့တူးနေတဲ့နေရာကိုမတိမတာသွားကြပြီးတော့တကယ်ဓမ္မကျမ်းရှိမယ်လို့ထင်တဲ့လူ့ဝက်အခန်းကိုရောက်ထိသွားကြပါတော့တယ်ဘဲရောက်ချင်းမဲ့ဂျုံကတော့လေ့လာနေတာပေါ့အပြင်မှာစာလက်ကတော့အုံစားခံနေရတာပေါ့ဗျာဂျုံကတော့အသေးအချောင်ရှာနေပြီးတော့နေအောင်လည်းကွက်တီဆိုတော့ဂျုံကလည်းဒုတ်ကိုယူပြီးချက်ချင်းသတ်မှတ်ထားတဲ့နေရာသတ်မှတ်ထားတဲ့အချိန်မှာပဲဒစိတ်ပြားလေးနဲ့အတူတူထောင်ကြည့်လိုက်တဲ့အချိန်မှာဓမ္မကျမ်းရှိတဲ့နေရာကိုဂျုံကတိလိုက်ရပြီဖြစ်တယ်အဲ့လိုနဲ့ဂျုံကလည်းအပေါ်ပြန်ရောက်ပြီးတော့မာရီယွန်ကမသေးသေးပဲနဲ့ဘဲလော့ကဖမ်းထားတာကိုတိလိုက်ရတယ်ဗျာအဲ့လိုနဲ့နှစ်ယောက်ကជីជីနူးနူးနဲ့စကားတွေပြောကြရင်းနဲ့မာရီယွန်ကလွတ်သွားတာနဲ့ဘဲလော့တို့ဘက်ကလည်းလွတ်ပြီးမှမဟုတ်ဘူးဆိုတာကိုသိလိုက်ရတယ်ဂျုံရဲ့ဓမ္မကျမ်းရှာတဲ့ကိစ္စကိုလည်းအနှောင့်အယှက်ဖြစ်နိုင်တယ်ဆိုတာကိုသိတယ်အဲ့တော့ဂျုံကလည်းမာရီယွန်ကိုမသိပြီးတော့ဆိုပြီးထားခဲ့ပါလေပြီးတော့ဓမ္မကျမ်းအစ်ရှိတဲ့နေရာကိုလည်းသူကရှာဖွေရအောင်မှာဆိုတော့အမြန်ထွက်သွားခဲ့တယ်ပြီးတော့ဓမ္မကျမ်းအစ်ရှိတဲ့နေရာကိုသူတွေ့ပြီးတော့ဆာလက်တို့နဲ့တူတူစတင်တူးပေါ်ပါတော့တယ်အဲ့လိုနဲ့ညဘက်တောင်ရောက်သွားပြီဂျုံတို့ကလည်းမနာတဲ့စူးစမ်းရင်းနဲ့ဆာလက်တို့ဖွဲ့ရတယ်ကြောက်ကြောက်တူးရင်းနဲ့ထိသွားတယ်အဲ့လိုနဲ့အကုန်လုံးအားစိုက်ပြီးထုတ်လိုက်မှအဖုံးကပွင့်သွားတယ်ဂူထိတ်မှာတော့အနုပစ်အယုတ်ကြီးနဲ့တူတူကျမ်းပြန်ရွတ်နေတယ်လို့ထင်ရတဲ့လူ့ဝက်ခန်းနေရာကိုတွေ့ရှိသွားကြတယ်ကျမ်းပြန်လုံနေထင်ရပေမဲ့ဂျုံကတန်တရားရှိနေတော့မိတို့ကိုတခါလေးပြစ်ချလိုက်ပြစ်ချကြခြင်းပဲတွေ့လိုက်ရသူတောက်ပါတယ်ဆိုတော့ငွေတွေအများကြီးပဲဂျုံကလည်းရီစားဟောင်းနဲ့ထပ်တွေ့ရတယ်လို့ပဲဆိုပြီးစိတ်နဲ့ပြတ်သွားပုံရတယ်တစ်ဖက်မှာတော့မာရီယွန်ဖမ်းထားတဲ့တဲလေးကိုဘဲလော့ကပြန်ရောက်သွားပြီးတော့ဆရာကြီးကစော်လေးခိုင်းနေပုံဆွဲဆောင်မှုရှိတဲ့ဝက်စားတွေကိုလည်းစော်လေးဝက်ခိုင်းပြီးတော့သူကမှန်ကနေချောင်းကြည့်နေရောပြီးတော့ဒီညအရက်လဲတူတူတောက်မယ်ပေါ့မာရီယွန်ကလည်းရက်သမလေးဆိုတော့ဖက်ပြေးဖို့ခွင့်နေပေါ့တစ်ဖက်ကဂျုံကတော့ဂူထဲကိုဆင်းသွားပြီးတော့အသွားမတော်တလန်းဆိုလိုပဲရောက်ချင်းပဲငွေနဲ့တွေ့တယ်တော်သေးတယ်ဗျဂျုံကကန်တွင်လိုက်တယ်ငွေတွေကိုလည်းစီဖမ်းပြီးမိရှို့ပေါ့ဂျုံနဲ့စာလက်တို့လည်းရတနာရှိတဲ့နေရာကိုရောက်သွားတယ်ရောက်ချင်းပဲရတနာဖတ်ထားတဲ့အောက်ကိုဖွင့်ပြီးတော့အထက်ကတက်တာကိုလည်းစကိုးနေပြီပေါ့ဗျတစ်ဖက်ကမာရီယွန်ကလည်းရက်ဒီအလွန်ကျွန်းတိုက်ပြီးတော့သူဖတ်ထားပါတယ်ဆိုတော့ဓာလေးနဲ့ထိုးပြီးထွက်ပြေးမယ်ပေါ့ဗျဒါပေမဲ့နာဇီတွေရောက်လာတဲ့နာဇီဆရာကြီးကလည်းရောက်ချင်းပဲဟိတ်နဲ့ဟန်နဲ့ဂျဲတီထုတ်အင်ဂျီချေဒီမှာမာရီယွန်စတင်ဆင်းပြီးပါလေတစ်ဖက်ကဂျုံတို့ကတော့ရတနာကိုအရယူလိုက်နိုင်ပြီးတော့ပေါ်ကိုလည်းရတနာကိုပြီးပို့နေကြတာပေါ့အဲ့လိုနဲ့ဝေလီဝင်လေးမနဲ့အချိန်တော့ရောက်ရှိနေပြီဗျဆာလက်ကလည်းအပေါ်တက်သွားပြီးမှဖမ်းခံလိုက်ရတယ်ဂျုံကလည်းပြီးမှဘဲလော့တို့အကုန်လုံးမိသွားပြီဆိုတာသိလိုက်ရတယ်အဲ့ချိန်ဘဲလော့ကလည်းထုံးစံတော်လေးဂျုံရမင်းခိုးသမျှအားလုံးငါရတာပါပဲထာဝရမင်းကရှာဖွေငါပြန်ခိုးမယ်မင်းလည်းအဲ့ရှေးဟောင်းပစ္စည်းတွေကိုပဲရှာတစ်ချိန်ကြာရင်လည်းမင်းကရှေးဟောင်းပစ္စည်းဖြစ်သွားအဲ့လိုမျိုးတွေခနဲ့နေတော့ဂျုံကလည်းစိတ်တီပို့ပေါ့နာဇီတွေဘက်ကလည်းဘာလင်မှာစုငွေတွေလည်းတွားယူဖို့ရှိသေးတာကြောင့်အချိန်မရှိတော့ဘူးဆိုတော့မာရီယွန်ကိုကြောက်ထုတ်ပြန်ပစ်ချလိုက်ပါတော့တယ်ဂျုံကလည်းခွေးမာလာပေါ့တော်သေးဗျမာရီယွန်လေးကပြုတ်ကြတော့အယုတ်ကြီးပေါ်ကိုရင်ပြုတ်ကြပြီးမှအောက်ကိုပြုတ်ကြတာဆိုတော့ကိစ္စတော့သိပ်မရှိဘူးဗျဂျုံကဖမ်းလိုက်တော့မှပြဿနာမင်းကစိတ်နာပါတယ်ဆိုပြီးဂျုံပြန်နေပြန်ထွက်မှာပဲငွေတွေအများကြီးရှိတယ်ဆိုတော့မာရီယွန်ကသိရှိလိုက်ရတယ်မာရီယွန်ကလည်းသိပ်မကြောက်ဘူးဗျဂျုံရဲ့ကောင်းမှုဒီပါရောက်ပြီးတော့ပေါ်နာဇီတွေကလည်းတကားကိုပိတ်သွားတယ်ဗျနှစ်ယောက်သားလည်းထွက်ပေါက်ကိုမိတို့လေးကိုစီနဲ့ရှာတိုင်းပေါ့ဂျုံကရှာနေနေတွေ့သားမှုပဲဗျဂျုံကအယုတ်ကြီးပေါ်ကိုကြာပွင့်နဲ့ချက်ချင်းတက်ပြီးတော့အယုတ်ကိုနေအောင်ထိအောင်လို့ခြေထောက်နဲ့ကန်ပြီးတွန်းပို့ပါတော်သေးဗျနေရင်ကပွင့်သွားတယ်မာရီယွန်ကလည်းချစ်စရာကောင်းထွက်ပြေးနေပြီမဲ့ကြောက်စရာကောင်းနေရတယ်ပဲမြင်တော့အော်ပြီးတော်သေးဂျုံလာကဲမှပဲအပြင်ပြန်ရောက်သွားကြတယ်ဗျဂျုံကတော့နောက်ထပ်စွန့်စားမယ့်ကိစ္စတွေထပ်တွေ့ရအောင်လင်းယုံခိုးမယ်သူလုပ်တယ်ဂျာမန်စစ်သားတွေနဲ့လည်းသူထိုးကိုထိုးပေါ့လင်းယုံနောက်မှာဆိုတော့ရုံးရင်းဆန်ကဖြစ်နေကြတယ်ဗျမာရီယွန်ကတော့အားကိုးရကြတယ်ဗျချက်ချင်းပဲလင်းယုံအောက်မှာခုထားတဲ့တုံးနဲ့အဲ့လိုပြင်းပြီးတော့အထက်ကိုဝင်ကူပါတစ်ဖက်ကဂျုံကလည်းအကျိတ်နေပဲကြိုးစားနေရပြီးတော့ရောက်လာတဲ့ဂျာမန်တွေကလည်းအဖွဲလိုက်ဆိုတော့မာရီယွန်ကလည်းလင်းယုံပေါ်မှာပါတဲ့တက်နဲ့ရှင်းထုတ်ပေါ့အဲ့လိုနဲ့ဘဲလော့တို့ဘက်ကလည်းစတင်ရိပ်မိလာကြပြီးတော့ဂျုံကလည်းအကျိတ်နေပဲမာရီယွန်ကယ်လိုက်ဂျာမန်စစ်ခွေးတွေချလိုက်နောက်ဆုံးသူ့ကိစ္စနဲ့သူပဲပြီးတက်လိုက်ပြီးမှနားစီပုံးတွေလည်းမပေါက်ခဲခင်မာရီယွန်ကယ်ပြီးတော့ဂျုံကပြေးပါလေရောအဲ့လိုနဲ့ဂျာမနီနဲ့ဘဲလော့တို့လည်းဘာလင်တီကိုကားစီးသွားပြီးတော့အဲ့ဒီရောက်မှလေရင်နဲ့ပြန်လဲဆိုပြီးစီစဉ်ဆောက်ဆွဲကြတယ်ဗျလူရင်အားကိုလည်းတက်တိုးလိုက်ကြပြီးတော့စတင်ထွက်ခွာကြပါတော့တယ်ဘဲလော့ကတော့ဂျုံမန်တိလိုက်ရပြီးတော့စာလက်နဲ့ဂျုံတို့ကလည်းပြန်တွေ့ကြပြီးဂျာမနီထွက်ခွာကိုပြင်ဆင်နေပြီဆိုတာကိုလည်းဂျုံကသိလိုက်ရပါတယ်အဲ့လိုနဲ့ဂျာမနီနဲ့ဘဲလော့တို့စတင်ထွက်ခွာချိန်မှာဂျုံဘက်ကလည်းမြင်းနေပဲအမိလိုက်ပါတော့တယ်လမ်းမှာဂျုံကလည်းတိုက်ခိုက်ရှိတာနဲ့စွန့်စားမှုတို့ကြောင့်ကားပေါ်ထိပါရောက်လာပြီးတော့ဂျာမနီရဲ့ဆောက်ဘက်ကိုလည်းရရင်ရောက်တယ်ထိုးပြီးတော့ဆက်လိုက်ပါအဲ့လိုတိုင်းခိုင်နေပဲဂျုံကရတနာတင်ထားတဲ့ကားကိုရယူလိုက်နိုင်ပြီးတော့ဂျုံကပြန်တိုက်လိုက်ဂျုံကိုပြန်တိုက်လိုက်ကြပေါ့ဗျာငငယ်တုန်းကဒီလို action ခန်းနေဆိုရင်စောက်ရဲမိုက်တယ်ဂျုံကလည်းဂျာမနီရဲ့တိုက်ခိုက်မှုမနေ့ပြန်ချနေရပြီးတော့အောက်အောက်ထိပါရောက်သွားတယ်ဗျ
ပြီးမှမရမကအကုန်ပြန်တက်လာတယ်ကားကိုလည်းပြန်ယူလိုက်နိုင်တယ်ပေါ့ဗျာချက်ချင်းပဲရတနာရှိတဲ့ကားနဲ့ဂျုံကလည်းဘဲလို့တို့ကားကိုလမ်းကွဲသွားအောင်လုပ်နိုင်ပြီးတော့ကာရူနိုတီပြန်ရောက်သွားကြပြီပေါ့ဗျာအဲ့လိုနဲ့ထွက်ပြေးဖို့အတွက်မာရီယိုနဲ့ဂျုံတို့ကလည်းဆာလက်ရဲ့အကူအညီနဲ့ပဲရတနာတွေကိုပါတင်မောဖို့တင်လိုက်နိုင်ကြတယ်ရတနာကိုတဲ့ကိစ္စကြီးလည်းပြီးဆုံးပြီပေါ့ဗျာဆာလက်ကလည်းကတန်ကာဆိုတဲ့လူနဲ့မိတ်ဆက်ပြီးတော့အဲ့လူကလည်းဂျုံရဲ့ fan ဆိုတော့ကွက်တီပဲပေါ့ဗျာဒေတာကူးဆိုင်ဖို့လည်းဆာလက်ကမှားရင်းနဲ့ဂျုံနဲ့နှုတ်ဆက်လိုက်ကြတာပေါ့ဗျာမာရီယိုကလည်းကျေးဇူးတင်အနမ်းလေးနဲ့နှုတ်ဆက်လိုက်တော့ဆာလက်ဘက်ကလည်းတချင်းလေးပါထားဆိုနေကြီးကြီးနုနုပြပပပေါ့တင်မောပေါ်မှာတော့မာရီယိုကလည်းရေမိုးချိုးပြီးတော့ကတန်ကာပေးတဲ့ကောင်းဝင်လေးနဲ့ဆိုတော့တအားလာနေတာပေါ့ဗျာဂျုံကလည်းဒဏ်ရာတွေအပြည့်နဲ့ပေါ့ပြီးမှမာရီယိုကဆေးထည့်ပေးမယ်လို့ရင်းနဲ့ကျွန်တော်ငငယ်တော့ခိုးကြည့်ရတဲ့ခန်းလေးကိုရောက်လာတယ်ရောဂျုံလည်းပဲပါမများနိုင်လို့ဗျာမှောင်တဲ့ဘက်ကိုရောက်သွားတယ်ဗျာဒီလိုနဲ့ဂျုံတို့နိုးလာတဲ့အချိန်မှာတော့ကတန်ကာတို့တင်မောကိုနာစီတွေကဝိုင်းထားကြပြီးတော့ဂျုံလည်းလိုက်ရှာနေကြမာရီယိုကိုတော့တွေ့သွားကြတယ်ဗျာရတနာရီကိုလည်းပြန်ယူသွားကြတယ်ဗျာအကြောင်းအရာတွေရိပ်မိပြီးဖြစ်တယ်ဂျုံကတော့တင်မောခေါင်းနိုင်ထဲမှာပုံနေတယ်ကတန်ကာလည်းဂျုံကိုသူတက်လိုက်ပြီးဖြစ်ပြီးတော့မာရီယိုကိုသူယူထားခြင်းတဲ့အကြောင်းနဲ့နာစီတွေကိုပြောနေပါတယ်ဒါပေမဲ့နာစီတွေကကတန်ကာနဲ့ပို့ပြီးစိုးနေတဲ့ပုံပေါက်တယ်အဲ့တော့သူလည်းရှော့ပေးလိုက်ရတာပေါ့မာရီယိုကိုလည်းဘဲလော်ကဂျာမနီစီကပြန်တောင်းသွားပြန်ရောတစ်ဖက်ကကတန်ကာတို့ကတော့ကောင်မလေးပါသွားလို့စိတ်မကောင်းဖြစ်နေကြပြီးတော့တစ်ဆက်တည်းပဲဂျုံကလည်းဂျာမန်ရေကုန်တင်မောတီပါရေကူးပြီးတော့ရောက်သွားတာကိုတွေ့လိုက်ရတော့ဂျုံရေလုံးဝ respect ပါပေါ့ဗျာအဲ့လိုနဲ့ဂျာမန်တွေကလည်းသူတို့လိုပဲထားတဲ့နေရာထိပါရေကုန်တင်မောနဲ့တူတောက်သွားကြပြီးတော့ဂျုံကလည်းဂျာမန်စစ်သားတယောက်အတွင်ဟန်ဆောင်ပြီးတော့ရတနာရှိတဲ့နေရာထိပါခိုးပြီးလိုက်လာခဲ့ပါတယ်အဲ့လိုနဲ့လမ်းရောက်တဲ့အချိန်မှာတော့ဂျုံတယောက် RPG ကိုကင်ပြီးတော့ရတနာကိုဖောက်ခွဲဖို့လုပ်ပါတော့တယ်မာရီယိုကလည်းတစ်ဖက်ရတနာကိုလည်းဖျက်ဆီးနေတာဆိုတာဂျုံဘဝနဲ့ရင်းပြီးတော့မျက်နှာရတဲ့ဒီအလုပ်ဒီရတနာဒီလိုပဲပစ္စည်းတွေကိုဂျုံကဘလောက်နှစ်သက်တယ်ဆိုတာကိုဘဲလောကသိနေတော့အကြက်ကင်လိုက်ပြီးတော့ဂျုံကိုလည်းပြန်ဖမ်းသွားတာပေါ့ဗျာအဲ့လိုနဲ့ညမှာတော့ဘဲလောတို့ကရတနာကိုဖွင့်ဖို့ကြိုးစားနေကြရင်လည်းဂျုံကိုတော့ဖမ်းထားပြီးတော့ဗမာကျန်းရဲ့အဖုံးစတင်ဖွင့်လိုက်ကြပါတော့လေဒါပေမဲ့ထူးဆန်းဆန်းပဲသူတို့စတေးလိုက်ရတာကရတနာတွေမဟုတ်ဘဲနဲ့တဲမုံပြီးဖြစ်နေတယ်နာစီတွေကလည်းအထင်သေးပြီးရဲကြတာပေါ့ဘဲလောကတော့ကြေကွဲနေခြင်းရုပ်ရည်လက်စစ်မီးတွေပါအကုန်ပေါက်ကွဲထွက်သွားတယ်ရတနာတစ်တာတွေကနေအမွေတွေနဲ့စိုးဆန်ဆန်ဝိနည်းတွေပါထွက်လာတယ်အကြောင်းတည်နေတဲ့ဂျိုးကတော့မာရီယိုကိုဘာတွေကြားဘာတွေပဲမြင်မျက်လုံးလုံးဝဖွင့်မကြည့်ဖို့ပြောနေရင်လည်းဘဲလောကနာစီတွေရောအကုန်လုံးကထူးထူးဆန်းဆန်းပဲအဲနားလေးတွေအသက်ပေးလိုက်ကြရပြီးတော့ရတနာတွေကနေထွက်လာတဲ့စိုးတွေနဲ့အတူပြသွားကြပါတယ်အဲ့ချိန်မှာပဲဂျုံနဲ့မာရီယိုတို့ကတော့တေးပြကနေလွတ်သွားကြတာပေါ့ဗျဒီလိုနဲ့ဂျုံကရတနာကိုပြန်ယူလိုက်နိုင်ပြီးတော့ US ကိုလည်းပြန်ရောက်သွားကြတယ်ဗျအဲ့လိုနဲ့နောက်ဆင်းတစ်ခုမှာတော့ဂျုံကနိုင်ငံအတွက်ဂုဏ်ယူစရာကောင်းတဲ့ကိစ္စတွေကိုလုပ်ပေးခဲ့တာဖြစ်တဲ့အတွက်ဂုဏ်ယူလည်းဖြစ်ပြီးတော့ပတ်စံတွေလည်းအစင်ပြေတာထက်လိုတာထက်ကိုပိုပြီးလုပ်ပေးထားတယ်ဆိုတော့ဂျုံတို့လည်းလက်ခံစရာပဲပေါ့ဗျာဂျုံကအဲ့ဒီတစ်တာအနေအရန်ရှိတာကြောင့်တစ်တာထားတဲ့နေရာမေးပင်နဲ့အရာရှိတွေကတော့ပြောမပြချင်ဘူးဗျနောက်ပြီးတော့ရတနာတစ်တာကိုလည်းဂျုံတို့သေချာလေးလာပြီးမပေးဘူးဗျသူတို့စီမှာတက်ဆိုင်ရာကနေတော်တဲ့လူတွေရှိနေပြီးဖြစ်တာရဲ့ဒီတစ်တာကိစ္စကိုလည်းသူတို့ဘက်ကပဲတောင်းယူမယ်လို့ပြောလိုက်တော့ဂျုံကလည်းစိတ်ပြက်လက်ပြက်ဖြစ်ပြီးတော့အဲ့လိုနဲ့ဂျုံတယောက်စိတ်ပြက်လက်ပြက်ပြန်ထွက်လာတဲ့အချိန်မှာပဲစိတ်ပြက်လက်ပြက်ဖြစ်အောင်အရက်ဝယ်တိုက်ပါမယ်ဆိုတဲ့ချစ်သူလေးမာရီယိုနဲ့တူတူဂျုံရဲ့ရတနာရှာတဲ့ပထမအဆုံးစွန်စားတဲ့အဆုံးသက်သွားပြီးတော့တစ်တာကလည်းအမီမတိပစ္စည်းတွေကြီးအများကြီးထားတဲ့ government လို့အခန်းလေးကိုပို့ခံလိုက်ရပါတော့လေအဲ့လိုနဲ့ကျွန်တော်တို့ရဲ့ Indiana Jones and Raiders of the Lost Ark ကဒီမှာပဲအဆုံးသက်သွားပြီဖြစ်ပြီးတော့ကြည့်ရှုသူတူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာနောက်လည်းစိတ်ဝင်စားစရာကောင်းတဲ့ content တွေနဲ့ movie တွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက် like and subscribe တွေလုပ်ပေးထားကြပါဦးခင်ဗျာ